နတ်ပြည်လျှောက်ထက်ခရီးစဉ်ရဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဟာလူလောကနဲ့အလွန်ဝေးကွာပြီးသူကိုအာနာအကြီးမားဆုံးနတ်မင်းကြီးတွေစိုးစံရာထပ်ပိုင်းတော်မော်ချီကိုကြောက်ရှိလာပါဒီပုံတွေမှာဘလို့ထူးခြားတဲ့တကူလေးရှိတယ်လေလက်သက်တန်းကဘလို့တောင်ချီလျားလေးဆိုတာအတူတူကြည့်လိုက်အောင်ပါစင်ဟုတ်တာမြောက်ပုံကတော့အလွန်မြင့်မြတ်တဲ့သူတီတာနတ်ပြည်ဖြစ်ပါတယ်။အိုချုပ်သူကတော့တန်သူတီတာနတ်မင်းကြီးဖြစ်ပြီးတရားသမားနဲ့မွေလျော်သူပါလူတို့ရဲ့အနှစ်400ဒီနတ်ပေါ်မှာတည့်ရပဲရှိပြီးနတ်တနဲ့ဒီထောင်ချိပါတယ်လူညနဲ့တွေ့ရင်တော့အနှစ်50ခုနှစ်ကလေးနဲ့6တန်းထိတတန်းချိတာပါဖះလောင်းတော်တိုင်းဟာနောက်ဆုံးမွာလူပြည်မစင်းမီဒီပုံမှာပဲစမြန်းကြပါလေဒီပုံမှာတော့မီလီယောချင်းကြောင့်နတ်သက်တူစီတဲ့ပြတဲ့ချိပါတရားဓမ္မကိုမေ့လျော့ပြီးကာမဂုဏ်ထဲမှာတိုက်ရမိရဲ့နတ်သက်မစိခင်မှာပဲကြွေကြရတတ်ပါလေတင်စမားမြောက်ပုံကတော့အန်စင်းချင်းတို့ရဲ့ပုံလို့တင်စားရမယ်နေမနတ်ယတိနတ်ပြည်ဖြစ်ပါလေအိုချုပ်သူကတော့ဟန်စင်းနိုင်စွမ်းတကူကြီးမားတဲ့သူ့နေမိတာနမင်းကြီးဖြစ်ပါလေလူတို့ရဲ့အနစ်ရှိရာဟာဒီမှာတည့်ရဖြစ်ပြီးနတ်သက်နဲ့ချစ်တော်ချိပါလေလူနဲ့ဆိုရင်တော့အနှစ်130ကတိကျော်ကြီးလွန်ချေလျာလာပါလေဒီနတ်ပေါ်မှာနတ်တွေရာမိမိတို့လူရှိတဲ့စီးကျင်မလညကိုကိုယ်တိုင်ဖန်ဆင်းနိုင်ကြပါလေဒီနတ်ပေါ်မှာတော့လောဘနဲ့ဆွဲလန်းမှုကြောင့်နတ်သက်တူစီတဲ့ပိတန်ရှိပါလေဟန်ဆင်ထားတဲ့အရာတွေပေါ်အလွန်ကျွန်းဆွဲလန်းမိရဲ့နတ်သက်ကြွရတတ်ပါလေနတ်ပြည်လျှော့ထရဲ့နင်းဆုံးနဲ့အာနာကြီးဆုံးပုံမှာတော့ဝိနေမိတာဝတ္တဝတိရွယ်ဖြစ်ပါလေအိုချုပ်သူကတော့ဝက်ထော်ဝလီနမင်းကြီးဖြစ်ပါတယ်လူတို့ရဲ့အနှစ်1600ဟာဒီနတ်ပေါ်မှာတည့်ရပဲရှိပြီးနတ်တဲ့နှစ်ကတော့1600ရှိပါတယ်လူနဲ့တွေ့ရင်တော့အနှစ်920ကလေးထိအပေါ်ဖဲတတန်းချီတာပါဒီပုံမှာနတ်တွေကသူတို့ဘာဖန်ရှင်းပြီးခါလေရှိခြင်းကိုတင်ခံစားရလာပါဒီနတ်ပေါ်မှာတော့မမနာနဲ့ဒေါသကြောင့်နတ်သက်တူစီတဲ့ပြတဲ့ရှိပြီးတကူအာနာပေါ်ရင်မူပြီးမန်တဲ့ရဲ့နတ်သက်မစိခင်ရှစ်ချင်းကြွေကြရတဲ့ပါနတ်ပြည်6ထက်ဆိုလားကောင်းမှုကုသိုလ်တွေရဲ့ရလက်ဖြစ်တယ်လို့အဲ့ဒီစီစဉ်တွေကိုထိန်းသိမ်းဖို့အတွက်လည်းအထီးတရားနဲ့ကုသိုလ်တရားတွေလိုအပ်ပါတယ်တင်ဆက်ပြီးခဲ့တဲ့နတ်ပြည်6ထက်ပူဖူတို့တာတွေကကျိုးချင်းမဲ့လို့မျှော်လင့်ပါတယ်အားလုံးပဲကုသိုလ်တရားနဲ့ကြုံမွေးနိုင်ကြပါကျေးဇူးတင်ပါတယ်ခင်ဗျာ